မင်းအောင်လှိုင်မန္တလေးတက္ကသိုလ်နှစ်တရပြည့်ပွဲလာတက်ချိန်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ရှော့တိုက်တုံးဖြင့်ပစ်ခတ်တိုက်ခိုက်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကယနေ့ကြာရောက်သည့်မန္တလေးတက္ကသိုလ်နှစ်တရပြည့်ပွဲသို့လာရောက်တက်ချိန်မန္တလေးမြို့နန်းတွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်သို့ရှော့တိုက်တုံးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warrior ဖော်မြန်မာမှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ယနေ့အောက်တိုဘာလ4ရက်မနက်6:15မိနစ်အချိန်မင်းအောင်လှိုင်ကမန္တလေးတက္ကသိုလ်နှစ်တရပြည့်ပွဲတက်ရန်ပြင်ဦးလွင်မှမန္တလေးသို့ရောက်ရှိလာပြီးနန်းတွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်းတွင်ခိတဝင်ရောက်တဲ့ခိုခဲ့သည်ဟုသတင်းရရှိသဖြင့်ရှော့တိုက်တုံးနှလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းမန္တက္ကသိုလ်ရပြည့်ပွဲတွင်မင်းအောင်လှိုင်ကအရက်သားပြည်သူအများပြားကိုလူသားတိုင်းဖြစ်အကာအကွယ်ယူပြီးပွဲတက်မည်ဖြစ်ရာအခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရာအတိအကျဖြစ်၍ပုံမူလဲကူတော်လဲအရက်သားပြည်သူများပါထိခိုက်မည်ကိုရှောင်ရှားလိုသောကြောင့်မင်းအောင်လှိုင်ခေတ္တတဲခိုရာလပခအတွင်းသို့သာပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်ပြည်သူများ၏အခုံများဖြင့်လူသားတိုင်းလှုပ်ထားသောကြောင့်မန္တက္ကသိုလ်ရပြည့်ပွဲတက်နေသောမင်းအောင်လှိုင်ကိုထပ်မံတိုက်ခိုက်ရန်အခွင့်မသာခဲ့တော်လဲလပခအတွင်းသို့ပြစ်ခတ်ထားမှုကြောင့်တပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ကြောင်းယနေ့မစ်ရှင်မှာနာရီပိုင်းအတွင်းလျှက်တပြက်စီစဉ်ရသောမစ်ရှင်ဖြစ်တော်လဲစစ်ကောင်းဆောင်ကိုအမှန်တကယ်ချင်းချောက်နိုင်သောမစ်ရှင်ဖြစ်သည့်အတွက်ကူညီအားဖြစ်ပေးသောနေမြေခံမဟာမိတ်တို့ကိုအထူးကျေးဇူးတင်ကြောင်း Brave Warrior ဖော်မြန်မာတာဝန်ရှိသူကပြောဆိုသည်မင်းအောင်လှိုင်လပခမှာလာတဲတယ်လို့သိရလို့ချက်ချင်းစီဆိုလိုက်ရတာပါရှော့တိုက်တုံးနှလုံးစလုံးလပခရဲကိုကြားတယ်လို့သိရပါတယ်ပြစ်မှတ်ကတော့မင်းအောင်လှိုင်စီကိုပါပဲဘာပဲဖြစ်ဖြစ်သူလာတဲ့အချိန်ချင်းချောက်ပြစ်နိုင်လို့အောင်မြင်တယ်လို့ပြောရပါမယ်ပြစ်ပြီးမကြခင်မှာII35နဲ့ပတ်ရှာတဲ့ဝိုင်းတွဲနဲ့ကောပတ်ရှာတဲ့လပခဝင်းကျင်ရောမန်းမြို့ပေါ်ရောပတ်ဝဲနေတာရဲဘော်တွေအားလုံးကတော့ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု Brave Warrior ဖော်မြန်မာတာဝန်ရှိသူကရှင်းပြသည်ယနေ့နနက်10နာရီဝန်းကျင်တွင်မင်းအောင်လှိုင်ကမန္တလေးတက္ကသိုလ်ရပြည့်အခမ်းအနားသို့တက်ရောက်ပြီးဖွင့်ပွဲဖွင့်လှစ်ခြင်းအမတ်တရစကားပြောခြင်းတက္ကသိုလ်အဆောက်အအုံများကိုကြည့်ရှုစစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်